အခုရောက်နေရတော့ Beijing International Motor Show 2026ဖြစ်ပါတယ်ဆိုတော့ဒါအခုကျွန်တော်တို့ Geely ပြခန်းကိုရောက်နေပါတော့ဒါဒီအနောက်ကစက်ရုံနဲ့အဲ့ဒီစက်ရုံလိုပုံစံကားတော့ဒါဒီနေ့အတွက်တော့ Geely ကတော့တေချာကို view design နဲ့ပထမဦးဆုံးကြော်ညာရတဲ့ prototype ပေါ့နော်တကယ်အစ်စ်တော့မဟုတ်သေးဘူး prototype ပဲကျွန်တော်သိသလောက်တော့ Tesla အရင်စိုက်တယ် Tesla Cyber Cup ဆိုပြီးထုတ်လိုက်တယ် Cyber Cup ဆိုတဲ့အထက်မှာထိုင်ကုန်နှခုံးပါတယ်မောင်းလို့မရဘူးဆိုတော့သူကသူဟိုကပဲမောင်းပါ control center သူကသူအဲ့မြို့တစ်မြို့မှာ control center ရှိအဲ့ကောင်ကပဲမောင်းပါဆိုတော့ဒီကောင်လည်းအဲ့လိုမျိုးပဲဆိုတော့ဒီကောင်ကတော့အထက်မှာ၄ယောက်စီးလို့ရတယ်တကားအခုမြင်နေသလိုပွင့်တယ်ပေါ့နော်ဒါသူတို့ပတ်သက်လူသူတို့အကြီးကြီးပေါ့အကြီးကြီးပြန်သွားပြီဆိုရင်တော့အမကားအတွင်းကိုမြင်လို့ရပြီဆိုတော့ကားအတွင်းကအဲ့လိုလေးခွဲပြီးတော့ပွင့်တယ်ဆိုဟိုဘက်ကထိုင်ကုန်ဆိုရင်အပြင်တွေပဲထွက်လာတာပေါ့နော်အဲ့လိုမျိုးတကယ်ဟာတော့မဟုတ်သေးဘူးဆိုတော့နောက်တစ်နှစ်ဒါမှမဟုတ်နောက်2နှစ်လောက်နေမှဒါ public ကိုရောင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒါအောင်မြင်အောင်ပါပေါ့နော်ဆိုတော့ဘေးကစက်ရုပ်ကလည်းဒါထူးဆန်းတယ်ဘာလို့ဒါ Geely နဲ့ပတ်သက်လို့ခုမှတွေ့ပြီပေါ့နော်ဆိုတော့အဲ့ကောင်ကလည်းတနေ့ခိုင်းလို့ရတဲ့စက်ရုပ်ပေါ့ကားပေါ်ပစ္စည်းခြာခိုင်းတာဗာခိုင်းတာသူကသူအဲ့လိုလမ်းတွေပဲလည်းရှောက်တတ်တယ်ဆိုတော့အဲ့ဒါတွေလည်းGeely ကလုံနေပြီပေါ့နော်ဒါပေမဲ့စက်ရုပ်နဲ့ပတ်သက်လို့တော့တချို့ကနေစက်ရုပ်တွေတော့မှတော်တော်ကျန်းနေပြီဆိုတော့ဒါအနေနဲ့မြန်တော့မှီလာမယ်ထင်ပါတယ်ဆိုတော့ဒါကတော့ Geely ရခုတော့ Geely စိုက်မှုကြီးအောင်မှာတော့ဒါပဲရှိတယ်ဟိုဘက်မှာ Galaxy ရှိတယ်ဒါ Geely Galaxy ပေါ့နော်အဲ့ Galaxy မှာတော့ SUV တွေရော Sedan တွေရော Hybrid တွေရော Maverick တွေရောအများကြီးပေါ့နော်တော်တော်အစုံရှိတယ်ဆိုတော့ flagship M9 တွေ M7 တွေလည်းရှိတယ် SUV တွေဆိုတော့အဲ့ဒါလေးတွက်ကြည့်လိုက်အောင်ကျွန်တော်နောက်မှာမြင်နေတဲ့ကားတော့ Geely Galaxy M7 ပေါ့နော်ဒါသူရဲ့ flagship SUV တစ်စီးပဲဆိုတော့သူရဲ့ကြီးွားတဲ့ကောင်က Galaxy M9 ဆိုတာရှိတယ်အဲ့ဒါဟိုဘက်မှာဆိုတော့ M9 တော့တကယ် flagship ပေါ့နော်တကယ်သူရဲ့ SUV အစ်ဒီကောင်ကလည်း SUV flagship ထဲမှာတော့ပါတယ် M9 ကြီးကတော့အရင်ထွက်တာပေါ့နော်ဆိုတော့သူရဲ့ဒီ SUV Galaxy SUV မှာပြောမယ်ဆိုရင်တော့ M7 တော့တကယ်ဟို mainstream ဖြစ်သွားပြီပြီးရိုးဒီထွက်သေးသွားတဲ့ကောင်တွေကျတော့7တခုရှိသေးတယ်အဲ့ကောင်ကျတော့ fully electric ဆို E7 လို့ခေါ်တယ်တရုတ်ဈေးကွက်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့ပြီးတော့ဟို E5 ဆိုတာရှိသေးတယ်ဒါ5ကနည်းနည်းပိုသေးတယ်7ကပိုပြီးတော့ကြီးတယ်ကျွန်တော်မြန်မာဈေးကွက်မှာကျတော့ EX5 လို့ခေါ်တယ်လေ EX5 ကတော့အတူတူပဲဒါဒီပြင်ပပို့လို့ export မလို့ EX ခေါ်လာတော့မသိဘူးဒီမှာတော့ E5 လို့ခေါ်တယ်ဆိုတော့ E5 ရှိရယ် E7 ရှိရယ်ပြီး M7 ရှိရယ်ပြီး M9 ရှိရယ်ဆိုတော့ M9 အတွင်းကကျွန်တော်ခုနသွားကြည့်လိုက်သေးတယ် M9 အတွင်းကကြီးကဟိုတော်တော်မိုက်ပါအခုတော့ဒါတားလိုက်တော့ဝင်လို့မရတော့ဘူးပေါ့နော်ဆိုတော့အဲ့အတွင်းကသူကဒီတိုင်း TV အရှိကြီးကိုဒီ dashboard မှာကောက်တက်ထားသလို CRN ရှိရယ် CRN မှာ screen ရှိရယ်ပြီးတော့ဒီ CRN ဘေးမှာ TV အရှိကြီးတစ်ခုရှိဆိုတော့အဲ့ဒါတော့တကယ်ဟိုမိုက်တယ်ဒါသူဗီဒီယိုတစ်ခုဖွင့်ပြတယ်ကြည့်လို့တော့ကောင်းသားပဲပေါ့နော် resolution ကတော့တော်တော် high ဖြစ်ပါတယ်ဆိုတော့အဲ့ကောင်တွေကတော့တကယ် flagship ဆိုတော့ motor နှလုံးနေလဲလာမယ်ဒီကောင်နဲ့ motor နှလုံးနဲ့လာမယ်ထင်တယ်ကျွန်တော် specs တွေကတော့မပြောပါဘူးဆိုတော့ကျွန်တော်ဒီနေ့ဒီ Geely Galaxy booth မှာတော့ launch လို့မိတ်ဆက်ပြီးသွားပါတော့ဒီဘက်မှာရှိတယ်လိုက်ပါနော်ဆိုတော့အဲ့ prototype ကားကတော့like Galaxy Light Generation 2လို့ပြောတယ်ဆို Generation 1ဘယ်တော့မှမိတ်ဆက်သွားလား2000မိနစ်ကမိတ်ဆက်သွားမယ်ထင်တယ်ဆိုတော့ဒီကောင်အခုကြည့်လိုက်ပေါ့နော်သူရဲ့ထူးခြားတာတခုကတော့သူကအဲ့ဒီ door ပေါ့နော် door ကဒီ Rolls Royce လို့အလဲကနေလို့ပွင့်ထွက်သွားတာပေါ့နော်အဲ့ကောင်ထူးခြားတယ်သူ specs တွေကလည်းမပြောပါဘူးပြီးတော့ဒီ grill ပေါ့နော် grill ကသူရဲ့တကယ်ဟိုသူရဲ့အတူတူဖြစ်တဲ့Zeekr လေ Zeekr 8X တို့ 9X တို့က grill နဲ့တော်တော်တူသွားတယ်ပေါ့နော်သူကမီးလင်းတယ်ဟိုကောင်လည်းမီးလင်းပါတယ်ကဲအခုကျွန်တော်နောက်မှာတော့ဒါ Geely Galaxy ဟိုဘက်ကတော့ SUV ဒီဘက်ကတော့ Sedan တွေပေါ့နော်ဆိုတော့ဒီကောင်ကိုကြည့်လိုက်ဒီကောင်ကတော့ဟို engine ပါတဲ့ရုပ်ပါပဲကြည့်ရတယ်သူက grill ရှိတယ်ဆိုတော့ဒါ engine ပါတဲ့ရုပ်ဒါပေမဲ့တကယ်တော့လည်းမဟုတ်ဒီကောင် hybrid တွေဆိုတော့ဒီကောင်မှာသူက fully electric ရှိလားဆိုတော့ကျွန်တော်ကြည့်တယ် fully electric မရှိဘူးဆိုတော့ hybrid တွေပဲ hybrid တွေကိုမှသူကအမျိုးမျိုးပေါ့နော်ဆိုတော့ဒီမှာရိုးအောက်မှာ6ပဲရေးတယ်6ဆိုရင်ဒီကောင်အဲ့လို grill ပါတယ်ဆိုတော့အရှိမမှာ A ပါတဲ့ကောင်6ဆိုရင်သူကအဲ့ grill မရှိတော့ဘူးပေါ့နော် grill ပျောက်သွားတယ်ဒီအတွင်းကထိုင်ရတဲ့ interior feeling တွေကတော့ခုန SUV ကျော် EX5 interior feeling တွေကတော့တော်တော်တူတယ်နောက်မှလည်းဒါဟိုကြည့်ရတာမင်းသားလားမသိပါဘူးနောက်မှလည်းနည်းနည်းဒီနေ့က media ဆိုရှိသမျှ media ဘောင်းစုံဒါတော့အပြင်လိုပါသေးဘူးเนาะဆရာ media လူတွေကြီးပြီးတော့တော်တော်များနေတယ်ထားပါတော့ဆိုတော့ဟိုနောက်မှာ8ဆိုတာဟိုနောက်မှာ8အဲ့ကောင်တော့ A မပါဘူးဒါပေမဲ့ A မပါဘဲနဲ့အဲ့ကောင် grill မရှိဘူးဗျာအဲ့ဒါတော့သူရဲ့ flagship တစ်ခုပဲဆိုတော့ဘေးအကောင်ကတော့အဲ့ဒီနာမည်မှာ A ပါတယ် A ပါလို့ရှိရင်တော့အဲ့ grill မရှိတော့ဘဲနဲ့ဘယ်လိုပြောမလဲ EV ပုံစံပေါက်တာပေါ့နော်ဒါကျွန်တော်မေးကြည့်အဲ့ဒါ pure EV လားဆိုလည်းမဟုတ်ဘူး hybrid ကြီးဆိုတော့အဲ့ဒီနောက်မှာလည်းဒီလိုမျိုး SUV လည်းရှိသေးတယ်ဒီလိုမျိုး SUV ရတယ်သူက
hybrid ပဲ black ရင် black ထိုးလို့တော့မရဘူး hybrid ပဲဆိုတော့အဲ့လိုမျိုးတွေရှိရပေါ့နော်ဆိုတော့ Galaxy မှာတော့သူကပြောရရင်တော့ hybrid တွေများတယ် pure EV က SUV မှာရှိတယ်စီးတယ်မှာမတွေ့ဘူးဆိုတော့အဲ့လိုမျိုးရွေးချယ်စရာကားကြီးတော့အများကြီးပဲခုနကပြော A ပါတဲ့ဟာမှာမပါတာဒီကောင်6ဗျာဆိုတော့7 series ရှိတယ်6သူက BMW နဲ့ပြောရမယ်ဆိုရင်တော့6 8ကတော့သူအကြီးဆုံး size ပဲ7ကနည်းနည်းသေးတယ်5ကတော့ middle ပေါ့နော်6ကတော့အဲ့5နဲ့6မရောက်တယောက်အဲ့လို size တွေကွဲသွားတာဆိုတော့အများကြီးပဲဗျာပြောချင်တာ Galaxy မှာကားရွေးဖို့တော်တော်များတယ်ကျွန်တော်နည်းနည်းခေါင်းချောက်နေဘာရွေးရမှမသိ interior feeling တွေကတော့တော်တော်တူတယ်ဆိုတော့အပြင်ကဆိုရင်တော့ဒီလို grill ပုံစံကြိုက်လို့ရှိရင်ဒါရွေး A grill ပုံစံမကြိုက်ဘူးဆိုရင်တော့ A ပါတဲ့ကောင်ရွေးပေါ့နော်ဆိုတော့မြန်မာနိုင်ငံကိုအဲ့ဒါတွေ Galaxy ကတော့ကျွန်တော်တို့ EX5 ရောက်နေပြီပေါ့နော်ဆိုတော့ဟိုးအနောက်မှာလည်း EX2 ဆိုပြီးတော့နာမည်နဲ့ဒီမှာတော့ Gmio 2လားမသိဘူးဆိုတော့နာမည်တော့မတူဘူးလာလိမ့်မယ်နည်းကားလေးနည်းနည်းကွဲမယ်ပြောတယ်အဲ့ကောင်လေးကတော့ hatchback လေးဆိုတော့ခု Geely Geometry E နေရာမှာစားထိုးမယ်လို့လည်းပြောတယ်ဆိုတော့အဲ့ဒါလည်းလာမယ်လို့တော့ပြောတယ် Galaxy နဲ့ပတ်သက်လို့တော့2စီးဖြစ်သွားလိမ့်မယ်ဒါတခြားဟာတွေကတော့မြန်မာနိုင်ငံမရောက်သေးဘူးပေါ့နော်ဆိုတော့ဒါတွေကတိတ်ပြီးတော့ဟိုဟာအရန်ကွဲနေလဲခေါင်းနဲ့တိတ်ထည့်စရာတော့မလိုပါဘူးကဲပြီးတော့ဟိုဘက်မှာဇီကာရှိပါသေးတယ်ဆိုတော့ဇီကာကြည့်လိုက်ရအောင်โอเค2.0的技术体系，吉利已经率先把新能源汽车推向了具身智能的。